ဂျပန်မှာ CV ဖောင်တစ်ခုကိုဖုန်းနဲ့ပဲလွယ်လွယ်ကူကူပြုလုပ်လို့ရပါတယ်ဒီ Legume ဆိုတဲ့ app လေးရှိရတယ်ဆိုလို့ရှိရင်အချိန်ဘယ်လောက်မှပေးစရာမလိုဘဲနဲ့လွယ်လွယ်ကူကူ CV ဖောင်လေးတစ်ခုကိုပြုလုပ်လို့ရတယ်ပေါ့နော်အဲ့ app ထဲဝင်ပြီးတော့ရှင်းစာကူစာကူစေးဆိုတာနှိပ်ပြီးသွားလို့ရှိရင်အဲ့ဒီမှာ तू က CV ဖောင်လုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင် short code ကီပေါ့နော်အဲ့ဒါကိုရေးချင်တာလားကိုက CV ဖောင်ဆိုရင်ဒီလက် short တဲ့ကိုဝင်ပြီးအဲ့ဒီမှာပုံနေထည့်မယ်နာမည်ထည့်မယ်ကိုရဲ့ကြောင်းတက်ခဲ့တဲ့ဟာတွေထည့်မယ်ပြီးရင်ဒီပေါ့နော်အလုံးငန်းအတွေ့အကြုံတွေထည့်မယ်အဲ့မှာဆိုလို့ရှိရင် success ပြီးတော့ဘာလို့ရွှေပြီးရင်ကိုယ့်ရဲ့နာမည်ထည့်နာမည်မှာဆိုဒါဥပမာပေါ့နော်ငိမ်း memory ဆိုပြီးပြောပြမယ်အပေါ်ကကြတော့ကိုယ့်ရဲ့အင်္ဂလိပ်နာမည်ကိုအင်္ဂလိပ်လိုထည့်မယ်အောက်ကကြတော့ခဏခဏနဲ့ထည့်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီစေနန်းကပ်ပြီပေါ့နော်ကိုယ့်ရဲ့မွေးတက်ကလေးကိုထည့်မယ်မွေးတက်ကလေးကိုလဲအောက်မှာ तू ကတခါရဲရွှေပေးထားရပေါ့နော် तू ကပေါ်လို့ရှိရင်တော့ဥပမာဟေးဆေးတို့ဘာတော့လဲဝါတော့အဲ့လိုပေါ်မှာပေါ့နော်နောက်တစ်ခုကြော်ဆေးပြီး email ပေါ့နော်ဒါကကြတော့နမူနာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းပဲရှောက်ထည့်တာပေါ့နော်ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေပါထည့်မယ်ခေကြိုက်တန်းဝဘန်ကိုထည့်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီအားကကြတော့လေယူဘင်းဘန်ကိုကရှောက်ထည့်တာဖြစ်အတွက်တော့မှားနေတာပေါ့နော်ကိုကတော့ကိုလိပ်စာအမှန်ကိုသိချထည့်ပါပြီးရင်ခရိုင်နေကိုရဲ့နေရလိပ်စာအပြည့်စုံကိုတည်တည်ချာချာထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်အောက်ကဂျူးရှော့ဖူရီကာနာဆိုလို့ရှိရင်လည်းဟီရာကာနာလေးနဲ့ပြန်ပြီးတော့ရေးပေးတာမျိုးပေါ့နော်အဲ့လိုမျိုးထည့်မယ်ဒီမှာတော့နမူနာပြဖြစ်တဲ့အတွက်ကြာမှာဆိုလို့မထည့်တော့ပါဘူးပြီးသွားလို့ရှိရင်ကိုရဲ့ကြောင်းပေါ့နော်ဥပမာဒီဟိုကနေထည့်စရာမလိုအဲ့မှာဆိုရင်ဂါကူရဲကီဂျီတို့လေထည့်လို့ရတယ်ပေါ့နော်new လျော်ခုဆိုပြီးထည့်လို့ရဒါမှမဟုတ်တစ်ခုချင်းစီထည့်လို့ရသူက short ကကိုကနေပါထားတယ်ကိုက short ကကိုကနေထည့်စရာမလိုခိုးကနေပြီးတော့ဓာတ်ကခုပြီးတိုင်းဓာတ်ကခုပေါ့နော်အဲ့လိုမျိုးထည့်ကိုမှကိုရဲ့ခုနှစ်အမှန်ကိုပြန်ထည့်ပေါ့နော်သူကတော့ဒါကဒီတိုင်းနမူနာထည့်ပြီးတာအဲ့ဒါကိုကိုကပြန်ပြင်းပေါ့နော်ပြန်ပြင်းလို့ရပါတယ်ဥပမာရှော့ကူဒေခိတကူနီမရှိဘူးဆိုလည်းမရှိဘူးပေါ့ရှိရဆိုရင်ဘိုက်တိုပဲဖြစ်ဖြစ်တကယ်အလုံးဝင်လုပ်ခဲ့တဲ့ဟာပဲဖြစ်ဖြစ်ပေါ့နော်အကုန်ထည့်လို့ရပါတယ်ပြီးလို့ရှိရင်ရှီကာကူတို့ဘာလို့နေရာမှာဆိုလို့ရှိရင်ကိုရထားရုံမှာဂျပန်စာအောင်လက်မှတ်တွေဆိုလဲဂျပန်စာအောင်လက်မှတ်တွေပေါ့တခြားရှီကာကူတွေရှိတယ်တခြားရှီကာကူပေါ့နော် on demand ကြောရှိတယ် on demand ကြောပေါ့ပြီးတော့ဒီ list တွေကနေပြီးတော့လဲရွေးလို့ရတယ်မပါဘူးဆိုရင်တော့ကိုယ့်ဘာသာကိုထည့်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်သူကကိုဘာတွေဖြစ်စင်လဲပေါ့နော်ထည့်ရေးချင်တာရှိလဲပေါ့နော်ခီဘိုးတို့ခီဆိုပြီးရေးတာမရှိဘူးဆိုရင်လည်းမရှိဘူးပေါ့တိုကူနီယာဒီမဆန်ပေါ့နော်ရှိရဆိုရင်လည်းထည့်ရေးပါပြီးရင်ခင်မူကြီးကန်နေနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တာရှိတယ်မထည့်ရင်ထည့်လို့ရတယ်ဟိုင်ဂူရှာရှိလားမရှိလားပေါ့နော်အဲ့လိုမျိုးကြီးလေကိုအာရီနာရှိရွေးပေါ့နော်ပြီးရင်ပုံကတော့ကိုပါကိုရိုက်ထားပြီးတော့ဒီမှာတော့မထည့်ပြတော့ပါဘူးအဲ့မှာ preview ဆိုတာလေးကိုနှိပ်လိုက်ရင်ဒီလိုမျိုးလီလက်ခီရှော့ CV ဖောင်လေးတစ်ခုရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကတကယ်လို့ပြင်ကျင်တာတွေပါရှိတယ်ပေါ့နော်မားနေတဲ့နေရာလေးရှိရဆိုလို့ရှိရင်လည်းပြန်ပြင်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ခုနကတော့မထည့်ပြခဲ့မိဘူးပေါ့နော်ဒီရှော့ကူဒက်ကီမထည့်ပြခဲ့မိလို့ကိုကဥပမာအလုံးလုံးခဲ့ဟာအကုန်ရေးလို့ရတယ်မြန်မာမှာလုပ်ခဲ့တဲ့ဟာရှိလဲမြန်မာမှာလုပ်ခဲ့တာရေးပေါ့နော်ဒါကတော့ကာဘူရှကီခိုင်ရှာ orange ဆိုပြီးတော့ကာဘူရှကီခိုင်ရှာ orange ဆိုပြီးတော့ဒါရှောက်ထည့်တာပေါ့နော်နမူနာပြခြင်းတဲ့အတွက်ကြောင့်မို့လို့သူက new ရှာလာတိုင်းရှာ new shop ကူတိုင်း shop ကူပေါ့နော်အဲ့လိုမျိုးရေးလို့ရပါတယ်ကိုကအလုတ်ဝင်အလုတ်ထွက်တေးချလေးရေးပေါ့ဘယ်နှခုနှစ်မှာဝင်ပြီးတော့ဘယ်နှခုနှစ်မှာထွက်တယ်ပေါ့နော်ဘိုက်တိုဆိုရင်လည်းဘယ်နှခုနှစ်မှာလုပ်ပြီးတော့ဘယ်နှလပိုင်းမှာထွက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတေးချကိုကအသေးစိတ်လေးတွေရေးပြမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါနမူနာဖြစ်တဲ့အတွက်အသေးစိတ်တွေမရေးပြတော့ပါဘူး insert ဆိုတာကိုနှိပ်လိုက်ရင်သူက7 level မှာထုတ်တော့ Lawson family မှာထုတ်လို့ရတယ်လို့မေးမှလည်းဓာတ်ရိုက်ပို့လို့ရပါတယ်